Joseph ပေါ်အကြံစီနဲ့မလာလို့တဲ့လူတွေရှိလို့ဒီလိုဖြစ်နေတာဖြစ်တယ်အဲ့ဒါဆိုတော့ဘုရားသခင်ရောစေဖန်ဆင်းတဲ့ဘုရားသခင်ရှိတယ်ရောစေဝိညာဉ်ရှိတယ်ဘုရားဝိညာဉ်ဆက်ဖန်ဆင်းနေတယ်အဲ့ဒါဆိုတော့မိမောတော့ခန္ဓာသူတို့လူစုတွေလူတတ်သမားတွေလူကောင်းတဲ့အကြံစီနဲ့မနာလို့ရှိတဲ့လူတွေကိုဇောဆက်ပေါ်မှာလို့ကြံတဲ့လူတွေကိုဖယားတခင်နဲ့ဇောဆက်ဝိညာဉ်နဲ့ချီလန်းတလန်းရှောက်လို့မရအောင်ဇောဆက်လို့ရမှာဖယားတခင်နဲ့လို့ရအောင်နော်ဇောဆက်အဲ့ဒါကိုဖယားတခင်နဲ့အတူတူလို့ပါနော်ဇောဆက်လို့ကြံတဲ့ပုံကိုဖယားနဲ့ဇောဆက်ဝိညာဉ်ရှိတယ်ဝိညာဉ်တကယ်ဆိုလို့ရှိရင်မှဆိုလို့ရှိရင်ဇောဆက်ဝိညာဉ်တော့တလှုပ်ရှင်တာလှုပ်လိုက်ရှင်တာတတ်ရှင်တယ်လူတတ်တမလူစုရအကြံဉာဏ်စုရရှိစုရလို့တဲ့အဖွေရသူရဲ့ဇောဆက်ရငါမောင်ဝဇောဆက်ဝိညာဉ်တော့တတ်ပစ်လိုက်ရှင်တာတကယ်ဆိုသူတို့ဒါပေမဲ့ဖယားရဲ့ဖန်ဆင်းစင်တာဝိညာဉ်ဆိုတော့ဝိညာဉ်နဲ့တတ်လို့မရဘူးဝိညာဉ်နဲ့တတ်လို့မရဘူးဝိညာဉ်တော်နဲ့ဇောဆက်ဝိညာဉ်နဲ့ဖယားတကယ်နဲ့ဇောဆက်ပေါ်အလုံးကြံတဲ့လူအားလုံးဇောဆက်ပေါ်မှာလုံးကြံတဲ့လူအားလုံးကိုဖယားတခင်နဲ့ဇောဆက်ဝိညာဉ်နဲ့ချီလန်းတလန်းကိုရှောက်လို့မရအောင်လုပ်ပါနော်ဇောဆက်လုပ်ပါနော်အဲ့ဒါမှရှင်တယ်အဲ့ဒါပြောရှင်တယ်အေးဇောဆက်သူများလုံးကြံစီမနာလို့နဲ့လုံးကြံစီလို့အဲ့လိုဖြစ်နေတယ်လုံးကြံဒီမှာလုံးလိုက်ပြီးလုံးပြီးသွားပြီးတေအောင်လုပ်လိုက်ပြီးဆူပြီးတော့မှအနားမှာတော့နာမည်ပြည့်တော့တိတ်ပြီးမှနာမည်ပြည့်တော့လုံနေသေးတယ်အဲ့လိုလုပ်တဲ့ဆိုတာလူစုတွေဆိုတော့လူတတ်သမားတွေဆိုတော့မကောင်းတဲ့အကြံရှိနဲ့လုပ်တဲ့လူတတ်သမားလူစုသမားတွေဆိုတော့တိတ်ပြီးမှတော့လုပ်ပြီးလူတွေတတ်ပြီးမှတော့လုပ်ပြီးမှတော့အနားမှာနာမည်စုနဲ့ရှီလင်းဒီတော့ထားနေသေးတယ်အဲ့ဒါဖယားတခင်ဒီမှာပဲကျမတို့ဆူရင်ကျမတို့ကတော့အဖွားကစာဖယားတခင်ဆိုကြည့်တဲ့သူတွေဖြစ်ပါတယ်အဖေဆူရင်ကျမအဖေဆူရင်လုံးဝပစံတပြားမလာစာမရပဲကျမတို့ငယ်တုန်းကအမှုတော်ဆောင်တယ်ဖယားတခင်အဝင်ကြီးလေးအမှုတော်ဆောင်တယ်အဲ့လူဒီပါကျမတို့အမေအဖေအဖွားစာအဲ့လူမျိုးကြီးကျမတို့ကအဲ့ဒါဆိုတော့ဇောဆက်လုတ်ပြီးမှအကြံရှိနဲ့နာမည်ပြည့်တော့လုံနေသေးတယ်ဆိုတော့ဘုရားသခင်ရှိပါတယ်ပေါ်မှာဘုရားသခင်နဲ့ဇောဆက်ရဲ့ဘုရားဇောဆက်ဝိညာဉ်ဖန်ဆင်းထားတဲ့ဟာကိုရှိသေးတယ်ဘုရားနဲ့ဇောဆက်ရဲ့ဝိညာဉ်နဲ့အတူတူလို့ပါရှိချီလန်းတလန်းကိုသူတို့ဇောက်တဲ့နေကြတွားတဲ့နေကြဘူးဘာမှရှောက်လို့တွားလို့မရအောင်ဘုရားနဲ့ဇောဆက်ဝိညာဉ်ကလို့ပါစီနော်ဇောဆက်လို့ပါလို့ပါဘုရားသခင်နဲ့အတူတူလို့ပါနော်အဲ့ဒါကိုမာရှင်တယ်နော်အမမာရှင်တယ်ဇောဆက်ဟေးဒီလောက်ပါဂျန်စီမနာလူနဲ့လုံနေတာဂျန်စီမနာလူနဲ့လုံနေတာသူကဆူရဲ့စိတ်ထားအရာစိတ်ထားကောင်းတယ်စိတ်ဖြောင်းတယ်စိတ်ထားကျမတော့စမဆူလို့ရှိရင်ဇောဆက်ရဲ့ဒီလောက်ကြီးစိတ်သဘောထားခြင်းမကောင်းနဲ့ဒီလောက်ဒီနဲ့စိတ်ဖြောင်းလွန်းတယ်လို့ပြောနေတာစိတ်သားဖြောင်းနေတာစိတ်ဖြောင်းလွန်းတယ်လို့ကျမကိုယ်တိုင်တော့တခါတလေပြောနေတယ်စိတ်ဖြောင်းအလွန်ပါကအလွန်လွန်းတယ်နော်ရောစိတ်ဖြောင်းတာကလွန်တယ်ဆိုပြီးတော့ကျမကိုယ်တိုင်သူ့ရဲ့အမကျမကိုယ်တိုင်ပြောနေတာဇောဆက်စီမှာစိတ်ဖြောင်းတဲ့လူဘယ်သူမှလူတိုင်းစီမှာရှိတဲ့လူစိတ်ဖြောင်းတဲ့လူဖြစ်ပါတယ်အဲ့ဒါဆိုတော့သူ့ရဲ့စိတ်တိုင်းကိုသူ့ရဲ့စိတ်ဖြောင်းတဲ့အတိုင်းသူ့ရဲ့စိတ်တိုင်းကိုသူများကိုသူများရဲ့စိတ်မဟုတ်တော့ဘူးသူ့ရဲ့စိတ်တိုင်းကိုသူများစိတ်ထဲမှာစိတ်ရမဟုတ်တော့ဘူးဆိုတော့သူကဇောဆက်ကစိတ်ဖြောင်းတယ်စိတ်ဖြောင်းပြီးတော့သူမဆူပေါ်မှာသူစာနာတတ်တယ်စီတနာရှိတယ်အဲ့လိုမျိုးကျမမောင်ဇောဆက်ကဖြစ်ပါတယ်မနာလူစိတ်နဲ့အကြံစီတမင်တက်အကြံစီတက်တမင်တက်လောက်ကြံစီတာဖြစ်တယ်